ငွေလေးတော့ဘယ်လောက်ပို့သေးတယ် တပြားမှမပို့တော့ဘူး တပြားမှမပို့တော့ဘာရင်းနေဝဲလာလို့ ဒီမှာခရမ်းသီးတစ်လုံးကို600ဟာဖေဖေငါးလုံး3000မို့ ကရဲအိုးဖေဖေ ဒီမှာပဲပေါင်းကတစ်ထုပ်ကို900နှစ်ထုပ်1000မို့ ဟာနေဟာလေရွာမှာဟာနိုးဘယ်လိုကတလုံးမှာ100ရှိတယ်မင်းဟဲ့ ဒီမှာချင်မပဲ2စီးက600ပို့ အိုးချမောကဘယ်နေရာဝါချိုးရွာမှာ ဒီမှာဝတ်သားဒါ9000မို့ဒါ9000မို့ဒါနန်းယိုဒါအသား ဖေ ဒီမှာကနေဘော2စီးကို900ပို့ အိုးကနေဘောကလေရွာမှာဘောကချိုးတော်ရတယ်ဒါနေရတယ် ကစုံညုံက1200ပို့4စီး ကတဲ့ဘယ်နေရာမှာချိုးဒါလေးရတယ်သား ဒီမှာမြို့သီးစိမ်းက1000မို့ ဖေမဟုတ်တာတွေရှောက်ပြီးတခါလဲဝဲကန်းရံဝဲဈေးကြီးမှန်းသည်မကြီးမှန်းသည် ဒီကြီးရွှေနဲ့ငါနဲ့တော့တတ်ကတော့မယ်တဆိတ်ကြီးရွာစကားကြီးပဲတောနဲ့မြို့နဲ့တူမလားကိုကြီးရွှေရဲ့အဲ့တော့နှစ်ဖက်ငါကိုရှင်ရွာကိုပြန်လိုက်တော့ပြန်ပြီးတော့အမှကစုံညုံနေချင်းမောင်ရွက်တင်ရုပ်သီးစိမ်းနေပြန်ပြီးတော့ခူးလိုက်ရှင်တို့ကအိမ်ကနေပြီးဖျားတာပြီးဈေးတော်တာကြီးတယ်ကျမတို့ထွက်ကလည်းမိန်းမာတွေကဈေးတယ်ရှိတခုကိုရောက်ချင်းဒါဘလောက်ဖိုးလဲလို့မေးလိုက်လို့သူတို့ဈေးပြောလိုက်လို့ရှင်အေးကိုတင်တယ်လို့သွေးပေါက်ချင်းတယ်လို့တော့ဖြစ်တာအဲ့ဒါတွေရှင်သိလားအဲ့တော့ရွာကိုပြန်ပြီးတော့ဝဲဒီမှာမချက်တော့ဘူး